အာရခဘင်္ဂလားနိုင်ငံစလုံးကထိန်းသိမ်းထားတဲ့စစ်တပ်လေတွေကိုနှစ်ဖက်စလုံးကအပြန်အလှန်လွှဲပေးလိုက်ကြပြီဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနာဖာစကက်မှာထိန်းသိမ်းထားတဲ့မော်ရိုမျိုးကကုန်တင်စစ်တပ်လေချီစီကိုမေလ14ရက်နေ့ကဘင်္ဂလားဒေ့ရှ်ဘက်ကပြန်လွှဲပေးလိုက်ပါတယ်။အဲ့ဒီစစ်တပ်လေတွေဟာအာရခတက်တော်အေးထင်ရှားထားတဲ့မော်ရိုမျိုးနဲ့ကညင်6စိဘော်ရေးစုံစကက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနာဖာစကက်တို့ဧပြီလ14ရက်နေ့ကဆက်ရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအထိမှာမော်ရိုမျိုးမှာဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တင်ပို့နေတဲ့တစ်တင်စစ်လေတွေအပါအဝင်ကုန်တင်ပို့သွားတဲ့စစ်တပ်လေတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကတလားကြာထိန်းသိမ်းထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်အာရခပြည်သူတော်လှန်ရေးအစိုးရထိန်းသိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကစစ်တပ်ငါးဖမ်းလေတွေကိုအာရခကန့်ရှီဆောက်တဲ့ကဘင်္ဂလားဒေ့ရှ်နေရှားဆောက်တဲ့ကိုပြန်လွှဲပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီအာရခရေပိုင်နဲ့နင်းမြစ်အတွင်းတရားမဝင်ရောက်ငါးဖမ်းခဲ့ရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းလေချီစီကိုမေလ15ရက်နေ့ကပြန်ပေးလိုက်သလိုမေလ16ရက်နေ့မှာလည်းနောက်ထပ်ချစ်စီကိုပြန်လွှဲပေးလိုက်တာဖြစ်ပါတယ်။အာရခပြည်သူတော်လှန်ရေးအစိုးရနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြားတရားဝင်ဆက်ဆံရေးတွေမရှိကြသေးပေမဲ့နိုင်ငံအစိုးရကြားနားလည်မှုအရအပြန်အလှန်ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။အဲ့ဒီအာရခဘင်္ဂလားနေဆက်ကိုအာရခတက်တော်ကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ6ရက်နေ့ကအပိသက်သိမ့်ပိုက်ထင်ချုပ်ထားပြီးနေဆက်ဒေသတင်ញင်ရေးအပါအဝင်နေမြစ်အတွင်းကင်းလေးစောင့်ကြည့်တာတွေဆောင်ရွက်နေပါတယ်။အာရခအဆုံးပြစ်စစ်ပွဲမှာအာရခတက်တော်ဟာကီလိုမီတာ200ကျော်ရှိတယ်။အာရခဘင်္ဂလားနေဆက်အပါအဝင်အာရခအိန္ဒိယနေဆက်ကိုလည်းအပိသက်သိမ့်ပိုက်ထင်ချုပ်ထားပြီးအာရခပြည်သူတော်လှန်ရေးအစိုးရဖြစ်အုပ်ချုပ်ရေးရန်တရားတွေဖော်ဆောင်နေပါတယ်